တနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ကဲဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့29ရက်နေ့တနေ့ကုန်စားတနင်္လာနေ့တနေ့ကုန်စားကျွန်တော်ရဲ့ဒါတလုံးမိုင်ပတ်သီးနဲ့ကက်ကနန်းနေဒါဓာတ်ကွက်ကောင်းတွေကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာပြောပြသွားမှာဖြစ်ပါတယ်ဗျမိတ်ဆွေတို့ကကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေတလုံးတစ်ဝါတိုင်းပြည့်စုံကြပါစေလို့ကျွန်တော်ငကားလေးကဒါဥစွာပထမနှုတ်ခွန်းဆက်တာကတော့ပြပါတယ်ကဲဒီဗီဒီယိုဖိုင်လေးရဲ့အဆုံးမှာလဲဒါမနေ့ကတပတ်စာကတ်ကိုမကြည့်လိုက်ရသေးတဲ့သူတွေအတွက်ကျွန်တော်တပတ်စာကတ်ကိုဒုတိယအကြိမ်ပြန်ပြောပေးမယ်ကျွန်တော်မနေ့ကပေါ့နော်ဘာကြောင့်ကျွန်တော်ကဒါ YouTube မှာသွားကြည့်ခိုင်းရလဲဆိုတော့ပေါ့နော်ကျွန်တော်မိတ်ဆွေကျွန်တော်ချစ်ဗီဝါတွေအနေနဲ့ကျွန်တော်ကို YouTube မှာဘယ်လောက်ထိသွားအားပေးမလဲဆိုတာသိချင်လို့ကျွန်တော်ကဒီပေါ့နော်ဒါ YouTube မှာကျွန်တော်တွားကြည့်ပါဆိုပြီးတော့ပြောချီတာနော်အားလုံးပဲလာရောက်အားပေးအတွက်လည်းတူးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျာနော်ကဲနောက်နေ့ဒီမှာလည်းဒါ YouTube အားပေးခြင်းနဲ့ဆိုတော့ကျွန်တော် comment link မှာဒါ YouTube channel link ချထားတယ် YouTube မှာပဲလာရောက်ကြည့်ရှုလို့ရတွားကြည့်နော်ဒါတပတ်စာကကလေးတင်ပါတယ်အမြဲတမ်းတင်နေနော်နေ့စဉ်နေ့တိုင်းလည်းတင်ပေးဖို့ရှိတယ်ဒါထွက်ကနေလာရှိုးအတူတူကြည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်နဲ့ဒါ17:15မိနစ်မှာလာရောက် join ပြီးတော့ကြည့်လို့ရတယ်နော်အားလုံးပဲနော်မိတ်ဆွေ YouTube မှာပေါ့နော်စကားပြောလိုက်ကနန်းလေးထွက်လိုက်ပေါ့နော်အဲ့လိုကြည့်လို့ရတယ်ဟုတ်လားဒါဆိုကျွန်တော်ဒီနေ့အတွက်တလုံးမိုင်ပတ်သီးနဲ့ဓာတ်ကွက်ကောင်းမင်းရော့ကွက်ကလေးကိုကျွန်တော်ပြောပေးသွားမယ်ဟုတ်ပြီလားတနေ့နာနေ့အတွက်ကျွန်တော်ရဲ့တလုံးမိုင်ပတ်သီးကကျွန်တော်တို့3ညပိုင်း3ညပတ်သီးဖြစ်ပါတယ်3ညနဲ့ပတ်သက်ကျွန်တော်ဘယ်လိုကနန်းမျိုးတွေတင်ထိုးရမလဲဆိုရင်3ညနဲ့ပတ်သက်ရင်2.93ဆိုတဲ့ကနန်းနဲ့ကတ်ထိုးပါကျွန်တော်ရဲ့အကက်ကတော့မှန်တယ်နော်အကက်ကဒါရဲဆက်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့အကက်ကတခါလေးခွင်သွားတာနော်အဲ့လိုတွေရှိတယ်ဗျာနော်3ညကိုကျွန်တော်2.93ဆိုတဲ့ကနန်းနဲ့ကတ်ထိုးမယ်နော်ကဲ1ချင်းကစားခြင်းတဲ့သူတွေအတွက်ကြတော့ဒီနေ့တနင်္လာနေ့တနေ့ကုန်စား1ချင်းကကျွန်တော်3ည5 1ချင်းမှာ3ည5 1ချင်းကို2.9နဲ့ကတ်ထားကိုအဓိကထိုးပါ93နဲ့ကတ်ထားကိုအရန်ထိုးပေးပါဗျာနော်ကဲဒါလေးကတော့ကျွန်တော်ရဲ့ဒါတနင်္လာနေ့တနေ့ကုန်သားကျွန်တော်ရဲ့တလုံးမိုင်ပတ်သီးနဲ့ဓာတ်ကွက်ကောင်းလေးတွေကက်ကနန်းလေးတွေကိုကျွန်တော်ပြောပေးတာဓာတ်ကွက်ကောင်းစော့ခြင်းတဲ့သူကခွန်3ညဓာတ်ကွက်ကောင်းတလုံးမိုင်ပတ်သီးက3ည3ည5 1ချင်းကို2.9နဲ့ကတ်ထားကိုအဓိကစော့93နဲ့ကတ်ထားကိုအရန်စော့ဟုတ်ပြီလား3ည5 1ချင်းကိုပြောပြနော်ကက်စင်ပြပါစေကျွန်တော်ခုပြောမှာကျွန်တော်တပတ်စာကက်ပုံမှန်အတိုင်းထိစီး3လုံးအခွေ4လုံးအခွေကဲပေါက်ပရိတ်နဲ့ငွေကနန်းပေးမှာမဟုတ်ဘူးဘာပေးမှာလဲဆို5လုံးအခွေလေးပေးခဲ့မယ်တခါတည်းမှန်နော်5လုံးအခွေကဘာလဲဆိုတော့3ည246ဆိုတဲ့အပူပါ4လုံး5လုံးအခွေပေါ့နော်3ည246ဆိုတဲ့5လုံးအခွေဒီ5လုံးအခွေကိုလိုက်မယ်ဆိုရင်1ချင်းနေပါလိမ့်မစောင့်နဲ့5လုံးအခွေတစ်ခုတည်းကိုလိုက်ကျွန်တော်တို့တနင်္လာနဲ့ကြာတာပတိဒီ2ရက်အတွင်းထွက်ဖို့ကျွန်တော်အာမခံတယ်ဘလို့ကနန်းမျိုးတွေတင်ထိုးရမလဲပြောပြမယ်တခါတည်း24ရက်48ရက်68ရက်ဒီကနန်း3ဝက်အထူးချက်တင်းပြီးတော့ထိုးပလိုက်နော်ဒီပေါ်နော်5လုံးအခွေမှာဆိုရင်5လုံးခွေကအပူထက်စရာမလိုဘူးနော်မရှိလို့တခြားသိအောင်နားထောင်သွားနော်5လုံးခွေပူထက်စရာမလိုဘူးဟုတ်ပြီလားစင်ပြေပါစေနောက်တစ်ခုကမွေးကနန်းတစ်ကွက်ကောင်းပါလဲဆိုတော့68ဒီမွေးကနန်းတစ်ကွက်ကောင်းဒီ3ရက်အတွင်းမှာမထွက်ရင်နောက်ရက်တွေဆက်လိုက်ဟုတ်ပြီလားနော်။ဒါဆိုကျွန်တော်ညီကိုကြိုက်တယ်ညီကိုမှာဆိုရင်လည်းညီကိုဒီတစ်ပတ်ထွက်ဖို့ရှိပါတယ်။ညီကို7ကွက်စလုံးလိုက်နိုင်တော့လိုက်ပေါ့နော်။မလိုက်နိုင်တဲ့သူတွေ6.8ကိုအဲ့ကနန်း3ကွက်ပဲလိုက်ဟုတ်ပြီလားနော်။စင်ပြေပါစေ YouTube အားပေးခြင်းနဲ့ဆိုရင်တော့ဒီ comment မှာကျွန်တော် YouTube လင်းလေးချပေးထားတယ်။ YouTube ကသွားကြည့် YouTube မှာအားပေးတယ်ကျွန်တော်လည်းဒါအပေါ်ဝင်ငွေရတာပေါ့ဗျာနော် YouTube မှာအားပေးရင် YouTube ကနေပြီးတော့လည်းပတ်စံရအောင်ပေါ့နော်အဲ့လို YouTube ကနေဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်အားလုံးကိုချစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြိုက်နေတဲ့ဆိုရင်မိတ်ဆွေတို့နံပါတ်1ချက်အများမြင်များပေါ့အောင် share ပေးသွားပါနံပါတ်2ချက် comment မှာကျွန်တော်နှုတ်ကပြောတဲ့ canal ကို comment မှန်ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီတိုင်းတွေ့မြင်အောင်ကျွန်တော်ဗီဒီယိုဖိုင်ကို like and follow လေးတွေလုပ်ပေးသွားဟုတ်ပြီလားနော် YouTube အားပေးခြင်းနဲ့ဆိုရင်ဒါ comment မှာ YouTube link ချပေးကြတဲ့ Facebook ကနေတဆင့် YouTube ကိုတွားကြည့်တော့ကျွန်တော်အပေါ်ဝင်ငွေရတယ်ဟုတ်ပြီလားဒီတစ်ပတ် member မခေါ်ပါဘူး member ခေါ်ရင်ကျွန်တော်ငကားလေးမဟုတ်ပါဘူးအတူပါဗျာနော် Viber ဖုန်းနံပါတ်39985395လေးမှာအစ်စ်နော်ဒီ Viber ဖုန်းနံပါတ်အမြဲတမ်းတင်ပါအစ်စ်အားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့ live show video file လေးကိုအဆုံးသတ်ပါတယ်အားလုံးကိုချစ်ပါတယ်ဗျာဘိုင်ဘိုင်ပါ